ဒီမှာကလာအုပ်စီလို့ရတယ်တာမလားပါကျွန်တော်ကစီမှာပဲ100ရူပီ900ပါ10မိနစ်နဲ့15မိနစ်ဒီနောက်မှာပဲခံတာရတစ်လို့လို့ဗီဒီယိုရိုက်ထားပြရနော်အဲ့လေတိုက်ဒီဘက်ကြည့်တိုက် We live in Dubai ဒီကလာအုပ်စီရတဲ့အတွေ့အကြုံကမစိုးမိုက်တယ်နည်းနည်းကြောက်ဖို့ကောင်းဟိုကလာအုပ်ဆစီးပြီးဆိုတာနဲ့ကျွန်တော်တို့ကလာအုပ်ထိုင်ကနေပြီးတော့ကျွန်တော်တို့ကလာအုပ်ထားတဲ့အချိန်မှာကျွန်တော်ကခဏကိုအဲ့လိုလုပ်တော့ကျွန်တော်တို့ကလာဘောကပြန်ဆင်းတဲ့ခါမှာလည်းကလာအုပ်ကပြန်ထိုင်ရမှာနေနော်အဲ့ချိန်ကျရင်လည်းကျွန်တော်ကအဲ့လိုခုနလိုပဲခဏကိုအနောက်ပဲလိမ့်အနောက်ပဲရင်ပြီးတော့ပြန်ထိုင်ရတယ်နောက်ပဲရင်လိုက်ပြီးရင်ကလာအုပ်ကထိုင်တဲ့အချိန်မှာကိုကရှေ့မှာရိုင်ကြတော့နေတန်လားဆိုတော့တန်ပါတယ်တယောက်မှရူပီ900ပဲဆိုတော့